ကျွန်တော်တို့တဘောလုံးထင်မှတ်မာနေကြတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကြက်တူရေးတွေကလူတွေလိုပဲစကားပြောနိုင်ဆက်သွယ်နိုင်တယ်ဆိုတာပါပဲတကယ်တော့ကြက်တူရေးတွေဟာလူတွေလိုဘာသာစကားတစ်ခုရဲ့သရသဘောတရားတွေနည်းနည်းတဲ့ခံစားချက်အဓိပ္ပာယ်တွေကိုနားလည်နိုင်စွမ်းမရှိကြပါဘူးသူတို့မှရှိနေတာကသဘာဝတရားကပေးထားတဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုဖြစ်တဲ့ mimicry လို့ခေါ်တဲ့အတန်တူပခြင်းသာဖြစ်ပါတယ်လူတွေမှာစကားပြောဖို့ vocal coach လို့ခေါ်တဲ့အတန်ဟုတ်ရှိတယ်လို့မျိုးကြက်တူကြီးတွေမှာတော့ level ခောက်ချီမှာရှိတဲ့ Cyrex လို့ခေါ်တဲ့လေးပြွန်အတန်ဟုတ်ပါရှိပါတယ်သူတို့ကဒီ Cyrex ကိုဖြတ်တန်းသွားတဲ့လေချောင်းကိုကျွမ်းကျင်စွာထိန်းချုပ်ပြီးလူစကားတန်တင်မကောပဲပတ်ဝန်းကျင်ကကြားရသမျှအတန်မှန်သမျှကိုတပုံစံတီးတူပါနိုင်ကြတာပါဒါကြောင့်လဲဖုန်းရိန်နှုံးတန်ကအစကားဟွန်းတန်ကအစုံတခြားတရိချန်အော်ဒန်ဒီအစုံပြီးပြင်းအောင်အတန်ပြူနိုင်ကြတာဖြစ်ပါတယ် Hello. Hello. ကြက်တူရဲတွေကလူမှုဆက်ဆံရေးကိုအလေးထားတဲ့ social bus အမျိုးအစားတွေဖြစ်ပါတယ်။တဘာဝတော်ထဲမှာဆိုရင်တော့သူတို့ကအုပ်စုနဲ့နေတတ်ကြပြီးအချင်းချင်းဆက်သွဲဖို့အုပ်စုကွဲမသွားဖို့အတိုင်းအတန်တူအောင်ပြုလုပ်ပြီးခေါ်ဝေါ်လေးရှိကြပါတယ်။အိမ်မှာမွေးထားတဲ့အခါမှာတော့သူတို့ကသခင်ဖြစ်သူကိုသူတို့ရဲ့အုပ်စုဝင်တို့အဖြစ်သတ်မှတ်လိုက်ကြပါတယ်။ဒါကြောင့်သခင်နဲ့ရင်းနှီးအောင်သခင်အနာကတ်လို့ရအောင်လူတွေပြောတဲ့အတန်တွေကိုလိုက်တူရင်ကနေစကားပြောတတ်လာကြတာဖြစ်ပါတယ်။ကြက်ငီးတွေကိုတေးသေးချာချာလေ့ကျင့်ပေးထားမယ်ဆိုရင်နာမည်မင်းရင်ဖြေနိုင်တာမျိုးတွေသူတို့စားကျင်တာကိုပြောနိုင်တာမျိုးတွေလုပ်နိုင်ကြပါတယ်။ဒါဟာ contextual memory လို့ခေါ်တဲ့အတန်နဲ့အခြေအနေကိုတွဲမှတ်ထားခြင်းတာဖြစ်ပါတယ်။ဥပမာလူဝင်လာရဲ့မင်္ဂလာပါလို့နှုတ်ဆက်တာကမင်္ဂလာပါဆိုတဲ့အသေးပဲကိုနားလည်လို့မဟုတ်ပဲလူတစ်ယောက်အခန်းထဲဝင်လာတာကိုမြင်ရင်ဒီအတန်ကိုပြုလုပ်ရမယ်ဆိုပြီးမှတ်သားထားလို့လာထည့်ပါတယ်။ဒါပေမဲ့ Grey Beret လို့ညံရီကောင်းတဲ့မျိုးစိတ်တချို့ကတော့အကြောင်းလေးနဲ့ပုံတံတွေကိုအတန်နဲ့တွဲဖတ်မှတ်နိုင်တဲ့အဆင့်အထိညံရီမြင့်မားကြပြီးဈေးလဲအမတန်ကြီးပါတယ်။အနည်းချုပ်ပြောရရင်တော့တတူရေးတွေစကားပြောတယ်ဆိုလာကစကားလုံးကိုနားလည်လို့မဟုတ်ပဲသူတို့ရဲ့အတန်တူးပနိုင်စွမ်းရည်နဲ့သခင်ပေါ်ထားတဲ့တင်ရိုးစင်ကိုပေါင်းစပ်ပြီးအကောင်းဆုံးကြိုးစားပြနေခြင်းသာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တတူရေးတွေစကားပြောနိုင်လားဆိုရင်ဟုတ်ကဲ့ပြောနိုင်ပါတယ်။ဒါပေမဲ့စကားပြောတယ်ဆိုတာတဲ့အတန်တူးပနေရလို့မှတ်သားထားတာကပိုပြီးအဓိပ္ပာယ်ရှိစေပါတယ်။ ဟယ်လို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 ဟ
cookie, cookie, cookie.